ပြောချင်တာကကျွန်တော်ဆိုလေဒီနိုင်ငံရောက်တာမိဘတွေကမထောက်ပံ့နိုင်ဘူးပေါ့နော်မိဘတွေကလည်းရခိုင်မှာစစ်ပေးတဲ့ပိတ်မိနေတာပေါ့ပိတ်မိနေတော့ပတ်စံလေးတွေချီးပြီးတော့လာခဲ့တာပြီးတော့ agency ကိုလည်းတဝက်လောက်နည်းနည်းချိုင်းငံထားဖို့ပြောပြီးတော့လာခဲ့တာပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်လို့ဘာဖြစ်ဆိုအဲ့လိုသူလုပ်ပေးခဲ့လို့ပဲဒီနိုင်ငံကိုရောက်ခဲ့တာပေါ့နော်အဓိကကျွန်တော်မှလည်းအကျွေးတွေအများကြီးပဲဒီနိုင်ငံလာတဲ့အတွက်ကြောင့်300ကျော်လောက်ကတော့ပလုံနေဒါမဲ့ဒီငွေတွေကိုဘယ်လိုပြန်ဆက်ကမလဲဆိုတာလေသိရဲ့ဖြည်းဖြည်းချင်းပြန်ဆက်မယ်ဆိုလေသူ့ကိုလေကတိပေးထားတယ်အဓိကတော့လူတယောက်မှာအများကြီးအားငယ်နေကြမလို့လူတိုင်းတော့အားငယ်တယ်ကျွန်တော်ဆိုလဲအရန်အားငယ်တာဟုတ်ပြီဆိုမိဘတွေမပြည့်စုံလို့ဒါဒီနိုင်ငံလာတာနောက်ပြီးရင်ဒီနိုင်ငံမှာမိဘတွေမပြည့်စုံလို့တော့၎င်းလာခဲ့သည်ရှိတော့နောက်ပြီးရင်နိုင်ငံရေးမကောင်းလို့ကျွန်တော်ထွက်ပြေးခဲ့တာအကြောင်းနှစ်ချက်ရှိတယ်ဒီအကြောင်းနှစ်ချက်မှာမှအားငယ်စရာတွေကအများကြီးဗျာဒီနိုင်ငံရောက်ပြီဆိုရင်ကျွန်တော်ကအရန်နှိမ်ခံရတဲ့ထက်မှာပါတယ်မြန်မာနိုင်ငံသားဆိုရင်သူတို့ကအရန်နှိမ်ကျင်တာပေါ့နော်ဒါတွေလေးကျွန်တော်ဘက်ကအများကြီးသိခံရတယ်နောက်ပြီးတော့အခုနအကျွေးကိစ္စပေါ့အကျွေးတွေကလည်းကျွန်တော်မှလည်းတပုံကြီးအများကြီးစက်ကမှာပေါ့နော်ဒါမဲ့တင်ကလူတွေနဲ့တိုင်ပင်ထားတယ်ဘယ်လိုတွေစက်မဲ့အဲ့လိုတွေပေါ့နောက်ပြီးရင်ကိုပေးမဲ့လူတွေကိုဘယ်လိုဘယ်လောက်ထိတော့ဆောင်းပေးပါဒီလာတော့ဒီလောက်ပေးမယ်ဆိုတာကိုကြိုပြီးတော့ပြောထားတယ်ဘာလို့ဆိုကျွန်တော်ကိုယ်တိုင်ကလည်း agent fee တောင်ကျွန်တော်မကြေသေးဘူးပေါ့နော် agent fee တောင်မကြေသေးဘူးဒီနိုင်ငံကိုလာခဲ့တာကျေးဇူးအများကြီးတင်ပါတယ်အဲ့လိုငွေစိုက်ပြီးတော့လုပ်ပေးတဲ့အတွက်လေးဘာဖြစ်ဆိုဒီငွေတွေဟာကျွန်တော်ရှာလို့ရတယ်ဖြည်းဖြည်းချင်းတော့ရှာနိုင်တခါတည်းအလုံးရင်းတော့ရှာလို့မရတဲ့အနေအထားမှရှိရပါပေါ့နော်ဒါကြောင့်လူငယ်တွေဘေးနိုင်ငံတော့အားပေးရဲ့ကျွန်တော်ဆိုရင်ကိုရီးယားနဲ့ကိုအရန်သွားခြင်းခဲ့တဲ့တယောက်ပဲဒါပေမဲ့ကိုရီးယားစာမွေးကြရဲ့ကိုရီးယားစာမွေးကြတော့မထူတော့ဘူးငါအင်္ဂလိပ်စာပဲတက်တာပဲအင်္ဂလိပ်စာလည်းပြောတတ်တာပဲupper intermediate level လောက်ကတော့ရတယ်ဆက်ပြီးတော့လဲလာတာပေါ့နော်နောက်ပြီးတရုတ်စာလေးနည်းနည်းပါလဲလာတော့မထူတော့ပါဘူးနောက်နှစ်ဖြေဖို့ကလည်းကိုရီးယားလည်းဘာမှမသိဘူးဆိုပြီးတော့စာမွေးထပ်မဖြေတော့ပဲဒီနိုင်ငံရွေးခဲ့တာဒီနိုင်ငံရွေးရလဲမှားလားဆိုမှားတော့မမှားပါဘူးဒါပေမဲ့ဒီနိုင်ငံမှာပညာတွေကလည်းအများကြီးရတယ်နောက်ပြီးရင်အလုပ်ကလည်းဖုတ်ကောက်မှလုပ်တဲ့အတွက်ကြောင့် customer တွေနဲ့အမြဲတမ်းပြောရတယ်ဗျာကိုယ့်ရဲ့ဘာသာစကားကိုယ့်ရဲ့ language ဥပမာ English Chinese အမြဲတမ်းသုံးနေရတယ်ဗျာအဲ့ဆိုတော့ကိုကဘာသာစကားသင်ယူပြီးသားဖြစ်တဲ့အတွက်ကြောင့်ပညာမြဲရတယ်ပင်မလားဆိုပင်မနာပေါ့အလုပ်လုပ်တာမပင်မတဲ့လူတယောက်မှမရှိဘူးအရန် pressure များတယ်အရန်လဲမှားရင်ပေါ့နော်တစ်ချိန်မှအသက်50ကျော်လောက်ရှိပြီမှားရင်အရန် positive ဆူတယ်ဗျာဒါလည်းကိုအမေရွေလောက်ရှိတော့လေကိုမှန်ရင်တော့ဗျာပြန်တော့မပြောဘူးတစ်ချိန်မှဒီလိုလေးတော့ရှိရဲကျွန်တော်လုပ်တာဒီလိုပဲလုပ်တယ်ဆိုပြီးတော့ပြောပြရဲဘာလို့ဆိုလုံငုံခွဲမှာအဓိကတော့ respect ရှိဖို့လေးလိုတယ်လေးစားမှုရှိရမယ်ပြီးတော့အပြင်လည်နားလည်မှုပြီးတော့ဘယ်လိုပြောရမလဲလိန်မာပါနဲ့မှုအလိုက်တိတက်မှုဒါတွေကလည်းအရန်လိုအပ်တယ်ကျွန်တော်ကိုနိုင်ရလေဒါတွေကိုကျင်းသုံးတယ်ဆိုတာကဒီတိုင်းတခါတည်းပြုံးကနေလှုပ်လို့ရတာမဟုတ်ဘူးကိုယ့်ရဲ့ညီကိုမောင်နှမတော်၎င်းကိုယ့်ရဲ့တငယ်ချင်းတော်၎င်းအလိုက်တီးနဲ့လှုပ်ပေးရကိုယ့်ရဲ့ဆရာသမားတော်အဲ့လိုအလိုက်တီးနဲ့လှုပ်ပေးတာကနေစပြီးတော့အချင်းတွေကိုမွေးနေရတယ်ပြီးတော့ကျွန်တော်ဆိုရင်မိသားဗလာနေကာကိုဖတ်တာ9ခေါက်လာမသိဘူးဒါအစားအဆုံးဖတ်တာပေါ့နော် revision ပြန်လုပ်ပြီးတော့ဖတ်တာဒါပေမဲ့အလွတ်ရလားဆိုတော့အလွတ်မရဘူးအလွတ်မရပဲမဲ့လဲစာဖတ်ခြင်းရဲ့အကျိုးကပါလဲဆိုရင်အုံနောက်ထက်မှာမတိစိတ်ကနေမတိစိတ်ကနေကွာမတိစိတ်ကနေ तू ကလှုပ်ပေးတယ်နှိုးဆော်ပေးတယ်ဒါလေးတော့ဒီလိုမှားရင်ဒီလိုလေးတော့ပြုပြန်ပေးရမယ်နောက်ဒီလိုစကားပြောမယ်ဆိုရင်ဒီလိုလူတယောက်ကဒီလိုပြောတာထက်ဒီလိုလေးသုံးလိုက်တာကပိုကောင်းတယ်ဆိုတော့ concept mind လေးကအဲ့လိုလေးပြောင်းပေးလိုက်တယ်ကွာအဓိကတော့အဲ့ဒါပါပဲအဓိကနောက်ဆုံးအနေဖြင့်ကျွန်တော်ညီကုန်းဆုံးအနေဖြင့်ကျွန်တော်ပြောချင်တာကလူငယ်တို့စွန့်စားပါလာပါမကြောက်နဲ့အကျွေးလျှော်လူတိုင်းမကိန်းဘူးလူတိုင်းနဲ့မကိန်းဘူးเนาะအကျွေးကြည်ပြီးသွားပြီဆိုရင်ကိုမိသားစုကိုထောက်ပံ့လို့ရပြီ
ကိုမိသားစုနဲ့အတူနေခြင်းလို့ကိုဒီနိုင်ငံလာခဲ့တာကိုမိသားစုနဲ့အတူမနေခြင်းဘူးဆိုရင်ကျွန်တော်ရဲ့ career ကအရင်တုန်းကတည်းကဆရာလုပ်ခဲ့ပူတယ်ပေါ့နော်အင်္ဂလိပ်ဆရာပညာဒါနတွေပါတယ်ထွက်ခဲ့ပူတယ်ဆရာကြီးဦးမြိုင်ကြအကြောင်းမှာဆရာကြီးကိုလည်းအမြဲတမ်းကြောဖြစ်တယ်ဘာဖြစ်လို့ဆရာကြီးရဲ့စေတနာဆရာကြီးရဲ့တင်ပြမှုကြောင့်ဆရာကြီးရဲ့ဆုံးမဩဝါဒကြောင့်ဒီလိုဖြစ်လာတာကျွန်တော်ဆိုဘယ်လိုပြောရမလဲမိဘကမရှိဘူးတိုးတူတောင်းသားတွေဖြစ်တဲ့အတွက်ကြောင့်မတတ်နိုင်ဘူးကွာရာကနန်းဆိုတာကအရန်ကိုများတဲ့ပမာဏဖြစ်နေပြီမိဘတဲ့အတွက်ကအားကြောင့်လေကျွန်တော်ရဲ့ဆရာသမားတွေအကုန်လုံးကျွန်တော်ကိုထောက်ပံ့ပေးတဲ့သူရောကျွန်တော်ကိုစကားလေးတစ်လုံးဖြစ်ဆုံးမပေးတော့လူတွေရောအများကြီးကျေးဇူးတင်တယ်ပေါ့နော်ဘာဖြစ်လို့ဒီလိုသူတို့ဆုံးမဩဝါဒါကြောင့်နောက်ပြီးကျွန်တော်ရဲ့ဆရာကြီးဦးမြကြိုင်ရဲ့ဆုံးမဩဝါဒကြောင့်ဒီလိုလေးဖြစ်လာတာမဟုတ်ရင်တော့ကျွန်တော်လည်းဒီလိုဘဝဖြစ်လာဖို့အကြောင်းမရှိဘူးဒီလိုနိုင်ငံရောက်ဖို့ဆိုတာကလည်းခက်ခဲအောင်မယ်အဲဆိုဒီနိုင်ငံရောက်ဖို့ဆိုတာ300ကျော်ကုန်တယ်ဆိုတော့ထောက်ပံ့ပေးကြတဲ့ agency တွေရောအကုန်လုံးကိုကျေးဇူးအများကြီးတင်တယ်။ Okay Star have ဖွင့်ပြီလားဖွင့်ဖို့စောင်းနေရဗျ။ Okay bye bye စကားနည်းနည်းများသွားတယ်